နာဆိုရရလဲလို့ညညူးနေရမဟုတ်ဘူးကွာတိလား ချစ်စင်လိုက်တာနင်းနေလို့ Cheers တငယ်ချင်းကပြဒီကောင်လေးကချောတယ်ဗောဒီကောင်လေးချောနော်တငယ်ချင်းရင်ပြငယ်ချင်းရင်ပြသူစနိုက်ကြောသူနဲ့ပါဖြစ်ဘူးသူနဲ့ပါ ငါနဲ့စစ်တာလို့ထောက်ချီရလေ my day မှာဆိုထောက်ရှိရ yes or no အဲ့တော့တို့လည်းအရင်ငါတို့လည်းအဲ့တော့လူငယ်တွေပဲဆို okay yes ဆိုပြီးနှိပ်လိုက်တယ်နှိပ်လိုက်တဲ့အချိန်မှာတော့စကားလာပြောစပြီးစကားလာပြောတဲ့အချိန်မှာအမစပြီးဖုန်းပြောရစပြောကလေးလေးမွေးပါနာမည်ပြီးမှလဲတနာဆိုရရလဲလို့ညညူးနေရမဟုတ်ဘူးကွာတိလား ချစ်စင်လိုက်တာနင်းနေလို့အေးရချစ်စင်တာပဲဟဲ့ အဲ့လိုမဟုတ်ပါဘူးစကားလုံးတွေရဲ့အဓိပ္ပာယ်ကိုပြောပြအဲ့လိုမြစ်တာပါဆိုလဲဥပမာ9နှစ်မြစ်တာရှိမယ်ဆိုလဲတငယ်ချင်းဟဲတငယ်ချင်းအောင်မြင်ပါစေအဲ့လိုမျိုးပါတဲ့အဲ့လိုမြစ်တာ cheers ချစ်မိပြီဆိုရင်လက်ခံနိုင်ဖို့အရင်စူးစမ်းရမယ်ထင်တယ်ဘာလို့ဆိုတော့ဒီလူတယောက်ကဘာဖြစ်မှာလဲ तू ကအစားစားရအတိုင်မီသူတွေကမကြိုက်ဘူးဆိုရင်ဒီဟာကိုလက်ခံနိုင်မှရမယ်ကွာတိလားအဲ့လိုတယောက်ကလည်းဟိုဘက်ကလည်းကိုယ့်ရဲ့ချိုရင်းချက်ဘာညာဆိုရင်လက်ခံနိုင်မယ်အဲ့လိုလက်ခံနိုင်တဲ့တဖြည်းဖြည်းနဲ့လက်ခံနားလည်မှုယူပြီးတော့မှအချစ်ဆိုတဲ့အရာဖြစ်ပေါ်လာလို့ထင်တယ်အဓိကတို့ရတို့အသေးကွဲပြီဆိုရင်ပထမအောင်ဆုံးစပြီးခံစားရမယ်ဆိုရဟာသူမရှိဘဲနဲ့ဘယ်လိုနေရမလဲအဲ့ဟာတော့ခံစားရမယ်လူတယောက်ရဲ့ဖြတ်တန်းပုံအရာလူတယောက်အုံနောက်တိဆောက်ပုံအရာကတော့အဆင်ပြေသွားမှာပါအားလုံးအဓိကတော့လက်ခံနိုင်အောင်လုပ်ပါဖြစ်ဖြစ်နည်းနည်းတော့နားကျင်မယ်ဒါပေမဲ့ healing ကတော့တင်သူဖြစ်သွားမှာပါအဓိကတော့လက်ခံနိုင်ဖို့ပါစူးစမ်းပါ